မင်္ဂလာပါမျိုးစင်ပါကျွန်တော်တို့ဒီနေ့စနေနေ့ညတနင်္ဂနွေနေ့မနက်မှာရှင်ပြန်ကစားသွားကြမယ်ကမ္ဘာဖလားရဲ့တတိယနေရာလူပွဲဖြစ်ကျွန်တော်တို့ဒါပြင်သစ်နဲ့အင်္ဂလန်ကစားဖို့ရှိပါတယ်အဲ့ဒီပွဲရဲ့ပွဲစဉ်အကြောင်းကိုခံမှန်းသုံးသပ်ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်အခုပြောမယ့်အကြောင်းအရာအကုန်လုံးဒီကျွန်တော်တယောက်တည်းရဲ့သီးသန့်အမြင်သာဖြစ်ပါတယ်ဗျဆိုတော့ဒီနေ့တတိယနေရာလူပွဲအကြောင်းမပြောခင်မှာအရှိရကန်သွားတဲ့ဒါဆီမီဖိုင်နယ်နှစ်ပွဲမှာညီကိုတို့ရောဘယ်ပွဲကိုပို့ပြီးတော့ကြိုက်နှစ်သက်ကြလဲဆိုတော့ကျွန်တော်ကတော့နှစ်ပွဲစလုံးကိုကြိုက်ပါတယ်ဒါအထူးသဖြင့်ဒါအင်္ဂလန်နဲ့ဒါအာဂျင်တီးနားပွဲကိုပို့ပြီးတော့ကြိုက်ပါတယ်ကျွန်တော်အရှိရကန်ခဲ့တဲ့ပြင်သစ်နဲ့စပိန်ပွဲကတော့ဒီအင်္ဂလန်အာဂျင်တီးနားထက်စားလို့ရှိရင်တော့အနည်းငယ်အေးတယ်လို့တော့ကျွန်တော်တို့ပြောလို့ရတယ်ဒါကလည်းကျွန်တော်ဒါစပိန်ကအရန်ကြီးကောင်းမွန်အောင်ကစားပြနိုင်ခဲ့တာကြောင့်လို့တော့ကျွန်တော်ထင်တယ်ကျွန်တော်တို့အဲ့ဒီပွဲမှာကီလီယန်အမ်ဘာပေတို့ဆိုရင်ဘာဆိုဘာမှလုံးမရတဲ့အနေအထားမှာရှိတယ်ကျွန်တော်တို့ဘာဂိုလာတို့နောက်တစ်ခါကျွန်တော်ဒမ်ဘီလီတို့ကလည်းဘာမှလုံးမရတဲ့အနေအထားမှာရှိတယ်စပိန်ကွင်းလယ်လူတွေဖြစ်တဲ့ကျွန်တော်တို့ဒါပက်ဒရီတို့ဖေဗီယန်ရူတို့ဒန်နီအိုမိုတို့ကအတော်လေးကိုဒါကောင်းခဲ့တဲ့ခြေစွမ်းကိုဒါပြခဲ့ကြတဲ့ပွဲလို့တော့ကျွန်တော်တို့ပြောလို့ရတယ်ဆိုတော့ကျွန်တော်တို့ဒါလူကြိုက်များတဲ့ဒါအင်္ဂလန်ရဲ့ဒါအခြေအနေကလည်းအတော်လေးကိုဆိုးရွားတယ်လို့တော့ပြောလို့ရတယ်အစပိုင်းမှာဟောက်မလို့လို့နဲ့ကျွန်တော်တို့ဒါတပွဲလုံးကိုကျွန်တော်ဥဆောင်ကိုတွင်းပြီးတော့ကျွန်တော်ဒါအချိန်ပိုလောက်ထိသွားမလားလို့တော့ကျွန်တော်တို့ဒါခံစားခဲ့ရပေမဲ့လည်းအဆုံးသတ်မှာကတော့ဒါရွှေဘာကရွှေဘာပါပဲကျွန်တော်တို့ဒါလီယိုနယ်မက်ဆီတို့အာဂျင်တီးနားကပဲဒါနှစ်ကိုတကုန်းနဲ့နိုင်ပြီးတော့နောက်တစ်ဆင့်ကိုတက်သွားတယ်ပေါ့လေအဲ့ပွဲမှာကတော့ကျွန်တော်အနေနဲ့ကဒါဂျူဘယ်လင်ဂန်တို့ဒါဟယ်ရီကိန်းတို့ကိုအတော်လေးကိုတနာမိတယ်သူတို့ကရေကုန်ရေခမ်းကစားပြီးခါမှကျွန်တော်ဒီစာရခါနီခါမှကျွန်တော်ဒါလက်ကိုပုတ်ချခံရတဲ့အနေအထားမျိုးကြောင့်ကျွန်တော်ဒါဒီဆင့်ကနေတော့ဒါပြုတ်သွားခဲ့တယ်ပေါ့လေဆိုတော့အထူးသဖြင့်အဲ့ဒီပွဲမှာသောမတ်တူဟဲရဲ့ဒါနီးဗျူဟာကိုလည်းကျွန်တော်တို့မေးခွန်းထုတ်ရပါလိမ့်မယ်အစပိုင်းမှာဟောက်မလို့လို့နေကျွန်တော်တို့ဒါကန်စစ်ကစားသမားတွေကိုပဲစုပြုံထည့်ပြီးတော့ကျွန်တော်တို့ဒါမလိုလားအပ်ပဲနဲ့ဒါ defensive ကိုအရင်အပြုလွန်းတဲ့အနေအထားမှာကျွန်တော်တို့ဒါခြေပကူတွေရောအနိုင်ကူတွေကိုပါကျွန်တော်တို့ဒါပေးခဲ့ရတဲ့အနေအထားမှာရှိပါတယ်ဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ဗျာကျွန်တော်တို့ဒါဒီညမှာကံမဲ့ဒါတတိယနေရာလူပွဲမှာရောပြင်သစ်နဲ့အင်္ဂလန်ဘယ်သင်းကနိုင်သွားမလဲဆိုတော့ဒီပွဲမှာစောင့်ကြည့်ရမယ့်ကစားသမားကပြင်သစ်ဘက်မှာဆိုရင်ကျွန်တော်တို့ကီလီယန်အမ်ဘာပေကိုပဲကျွန်တော်တို့စောင့်ကြည့်ရပါလိမ့်မယ်ဘာကြောင့်လဲဆိုတော့သူကဒါဂိုးသွင်းဘရင်စုအတွက်ကျွန်တော်တို့ဒါလီယိုနယ်မက်ဆီနဲ့ရှင်ပြိုင်နေရတာကြောင့်ဖြစ်ပါတယ်ဆိုတော့ကီလီယန်အမ်ဘာပေကဒီကမ္ဘာဖလားမှာ၈ဂိုးသွင်းပြီးတော့ဒါ၃ချိန် assist လုပ်ထားပါတယ်ဆိုတော့တစ်ဖက်ကလီယိုနယ်မက်ဆီကတော့ကျွန်တော်တို့ဒါအလုံးသိတဲ့အတိုင်းပဲ၈ဂိုးသွင်းပြီးတော့၈ဂိုးသွင်းမယ်နောက်တစ်ခါ၄ဂိုးကိုတော့သူက assist လုပ်ထားပါတယ်ဒီပုံစံအတိုင်းဘယ်သူမှဂိုးမသွင်းဘယ်သူမှဒါ assist မလုပ်ဘူးဆိုရင်တော့ဒါလီယိုနယ်မက်ဆီကပဲဂိုးသွင်းစုကိုရရှိသွားမှာဖြစ်ပါတယ်ဆိုတော့မဖြစ်မနေကျွန်တော်ကီလီယန်အမ်ဘာပေကိုဒီအင်္ဂလန်နဲ့ပွဲမှာစောင့်ကြည့်ရပါလိမ့်မယ်ဆိုတော့နောက်တစ်ခါကျွန်တော်ဒါပြင်သစ်ဘက်မှာကျွန်တော်ဒါအန်ဂလိုကန်ဒီတို့ကိုများပွဲထုတ်လာမလားလဲကျွန်တော်တို့စောင့်ကြည့်ရမယ်ပုံမှန်ဆိုရင်ကွင်းလယ်မှာကျွန်တော်တို့ဗျာဒါအက်ဒရီယန်ရာဘီယော့ရဲ့မန်နူကုန်းရဲ့ဒါမှမဟုတ်ရှင်လည်းချူအာမန်နီကိုတုံးနေကြပါဆိုတော့ကန်ဒီလေးကိုလည်းတုံးမယ်ဆိုရင်လည်းကျွန်တော်အနေကတော့မဆိုးဘူးလို့ကျွန်တော်ကတော့မြင်မိတယ်ဆိုတော့ဘယ်လိုပုံစံမျိုးပွဲထုတ်လာမလဲစောင့်ကြည့်ရမယ်ပြီးတော့နောက်တစ်ချက်ကကျွန်တော်တို့ဒါပြင်သစ်ကစပိန်နဲ့ပွဲမှာဒါကန်ဆယ်မှုဖြစ်တဲ့ဝီလီယန်ဆာလီဘာနာဝါရာကကျွန်တော်တို့ဒါပြင်သစ်အသင်းအတွက်တင်မကဘူးအာဆင်နယ်အတွက်ပါအတော်လေးကိုဒါအကြက်ရိုက်ခဲ့တဲ့အနေအထားမှာရှိပါတယ်ဆိုတော့ဘယ်လိုပုံစံပွဲထုတ်လာမလဲကျွန်တော်တို့ဒါစောင့်ကြည့်ရမယ်ဆိုတော့တစ်ဖက်ကအင်္ဂလန်ကတော့ဒါသောမတ်တူဟဲကဘယ်လိုပုံစံပွဲထုတ်လာမလဲကျွန်တော်တို့စောင့်ကြည့်ရမယ်10မိနစ်10စက္ကန့်လေးမှမကစားရတဲ့ကျွန်တော်ဒါမန်ချက်စတာယူနိုက်တက်ရဲ့လူငယ်လေးဖြစ်တဲ့ကိုဗီမိုင်းနူကိုများပွဲထုတ်လာမလားကလည်းကျွန်တော်ရင်ခုန်စွာစောင့်ကြည့်ခြင်းပါတယ်ဆိုတော့ကွင်းလေလူတွေဖြစ်တဲ့ကျွန်တော်တို့ဒါဒီကလန်ရိုက်စ်တို့နောက်တစ်ခါအီလီယန်အန်ဒါဆန်တို့ကိုပဲကျွန်တော်တို့ဒါတဲပြီးတော့ကစားမလားကျွန်တော်တောင်ပန်မှာကျွန်တော်တို့ဒီအာဂျင်တီးနားကအာဂျင်တီးနားနဲ့ကန်တဲ့ပွဲမှာမတုံးတဲ့ဘူကာယိုဆာကာတို့ကိုပဲတုံးမလားဘယ်ဘက်မှာဆိုရင်ကျွန်တော်တို့ဒါမာကက်ရက်ရှ်ဖို့ကိုပဲတုံးမလားကလည်းကျွန်တော်တို့ဒါစောင့်ကြည့်ရပါမယ်ဆိုတော့တေချာတစ်ခုပြောနိုင်တာကတော့ဟယ်ရီကိန်းနဲ့ဘယ်လင်ဂန်ကတော့တေချာပေါက်ကစားလိမ့်မယ်လို့တော့ကျွန်တော်တို့ထင်တယ်ဆိုတော့ကန်စစ်တဲ့နေရာမှာရောကျွန်တော်တို့ဒီအာဂျင်တီးနားနဲ့ပွဲမှာပွဲထုတ်လာခဲ့တဲ့ကျွန်တော်တို့ဒါဂျက်စပန်ရဲ့ရက်စီဂျိန်းအတွက်ကိုပဲတုံးမလားကန်စစ်မှာရောကျွန်တော်တို့ဒါဂျွန်စတုန်းဒါမှမဟုတ်ဒန်ဘဲဒါမှမဟုတ်လည်းဂူဟီကိုပဲတုံးမလားစောင့်ကြည့်ရပါမယ်ဆိုတော့ဒီပွဲကတော့ဘယ်လိုပဲဖြစ်ဖြစ်ဒါဒုတိယလူဖြစ်သွားတဲ့အသင်းနှစ်သင်းဒါရှင်ပြန်ကြမယ့်ပွဲဆိုလဲမမှားဘူးပေါ့ဗျာဆိုတော့ဂိုးရက်လက်အနေနဲ့ကျွန်တော်တို့မခန့်မှန်းခင်မှာညီကူတို့ရောဒီနှစ်ပွဲကိုကျွန်တော်တို့ဘယ်လိုမြင်ကြလဲဆိုတော့ဒီနေရာမှာပြင်သစ်အတွက်တစ်ခုပြောစရာရှိတာကဒါနီးပြကြီးဒီဒီယာဒက်ချန်ရဲ့နောက်ဆုံးပွဲလို့လည်းပြောလို့ရပါတယ်ကျွန်တော်ဒါတက်တော်ရှည်နီးပြကြီးပေါ့လေကျွန်တော်ဒါပြင်သစ်ကိုသူကင်တွယ်ခဲ့တာဒါ10စုနှစ်ဝန်းကျင်ရှိပါပြီဆိုတော့ဒီ
ဒီပွဲပြီးလို့ရှိရင်တော့ဒါဒီဒီယာတက်ချန်ကနားပါပြီနောက်လာမဲ့ပြင်သစ်အသင်းကိုဘယ်နည်းပြကင်တွယ်မလဲကကျွန်တော်တို့တစ်ချက်စောင့်ကြည့်ရမယ်တစ်ဖက်ကကျွန်တော်တို့ဒါအင်္ဂလန်ကတော့သောမတ်တူဟဲကိုထပ်ပြီးတော့တက်တန်းတောင်တိုးလိုက်တဲ့အနေအထားမှာရှိပါတယ်ကျွန်တော်တို့ဒါ2028ယူရိုမှာသောမတ်တူဟဲကပဲဒီအင်္ဂလန်အသင်းကိုကင်တွယ်သွားမှာဖြစ်ပါတယ်ဆိုတော့ဘယ်လောက်ထိရင်ခုန်ရမလဲဘယ်လိုပုံစံမျိုးကန်သွားမလဲဆိုတာကကြိုတင်ပြီးတော့ရင်ခုန်နေပြီလို့ကျွန်တော်တို့ပြောလို့ရပါတယ်ဒီနှစ်သင်းရဲ့ကစားပုံကိုဘယ်အသင်းရဲ့ကစားပုံကိုပို့ပြီးတော့ကြိုက်နှစ်သက်ကြလဲဖြည့်ချပေးခဲ့လို့ရပါတယ်ဆိုတော့ okay ကျွန်တော်တို့ခံမှန်းချက်လေးလုပ်လိုက်ရအောင်ကျွန်တော်တို့ဒါအရှိကကန်တဲ့ play style တွေနောက်တစ်ခါ history record တွေကျွန်တော်တို့ပြန်ကြည့်မယ်ဆိုရင်တော့ဒါအင်္ဂလန်ထက်စာရင်ပြင်သစ်ကတော့ပုံမူတာလွန်တဲ့အသင်းဖြစ်ခဲ့တယ်ဆိုတာကိုကျွန်တော်တို့ဒါညင်းမရပါဘူးဆိုတော့မိနစ်60အတွင်းမှာဆိုရင်တော့အကယ်၍ပြင်သစ်ကိုရွေးမယ်ဆိုရင်တော့တေချာပေါက်ဒါအနိုင်အဖြစ်ကျွန်တော်တို့ရွေးရပါလိမ့်မယ်အင်္ဂလန်ဘက်မှာနေမယ်ဆိုရင်တော့ဒါမိနစ်60အတွင်းမှာဒါမရှုံးဖို့တော့လိုတာပေါ့ဗျာကဲဘလို့ပဲဖြစ်ဖြစ်ပါကျွန်တော်ရဲ့ခံမှန်းချက်ကတော့ကျွန်တော်ဒါမိနစ်60တော့၎င်းအချိန်ပေါ်တော့၎င်းမှာကျွန်တော်ကတော့ပြင်သစ်ကဒါ2ဂိုးလောက်နဲ့နိုင်ပြီးတော့ဒါတတိယစုကိုသိမ့်ပိုက်သွားလိမ့်မယ်လို့တော့ကျွန်တော်ထင်ပါတယ်ဆိုတော့ညီကိုတို့ရောဘလို့ထင်ကြလဲကိုယ့်ရဲ့အထင်မြင်ယူဆချက်လေးတွေကိုအာမနာတန် comment box မှာရေးပေးသွားလို့ရပါတယ်ဗျကျေးဇူးအများကြီးတင်ပါတယ်